မျိုးသမီးတူအိမ်ပြန်ရောက်လာစဉ်သူမရဲ့ကိုယ်ပိုင်မဟုတ်တဲ့ချေးတစုံနဲ့သုံးပြီးသားကုန်တုံးနှစ်ခုကိုစပွဲပေါ်မှာတွေ့လိုက်ရပါတယ်ခင်မုန်းဖြစ်သူဖောက်ပြန်နေကြောင်းသိလိုက်ရတဲ့အခါလီဆာကမရောက်မလဲနဲ့ချက်ချင်းပဲအသားလီဒါကိုဆွဲယူလိုက်ပါတယ်သူတေဆုံးသွားပြီးနောက်သူမဟာကျမ်းပြင်ပေါ်ကသွေးတွေကို acid corrosive liquid သုံးပြီးဆေးကြောခဲ့ပါတယ်ပြီးတော့အစအနဖြတ်ဖို့အတွက်သွေးဆုံးနေတဲ့မူလာဓာတ်ကိုအခြားဓာတ်အသစ်တစ်လက်နဲ့တမင်တကာလဲလှယ်လိုက်ပါတယ်ဓာတ်ကိုခင်မုန်းဖြစ်သူရဲ့ရင်ဘတ်ပေါ်မှာတင်ထားခဲ့ပါတယ်ရဲတွေအလောင်းကိုတည်သွားချိန်မှာတော့လီဆာကခင်မုန်းဖြစ်သူကိုရုပ်ပြက်ဆင်းပြက်နဲ့ဘာခံစားချက်မှမရှိပဲရက်ကြည့်နေခဲ့ပါတယ်ဒါပေမဲ့ရဲစခန်းမှာတော့သူမကရုပ်တရက်ရေမောလာပါတယ်စစ်စစ်မင်းများမှုတွေလုပ်နေစဉ်မှာလီဆာကအဲ့ဒီညကခင်မုန်းဖြစ်သူနဲ့အတူဒုတိယမြောက်ကလေးယူဖို့စီစဉ်ထားခဲ့တာလို့ရှင်းပြပါတယ်စတူဒီယိုထဲကခြေအိတ်တွေကတော့ခင်မုန်းဖြစ်သူရဲ့စီနီယာလက်ထောက်လုပ်ကိုင်ဖက်အမျိုးသမီးတဦးစီကဖြစ်မယ်လို့သူမကခံမှန်းပြောဆိုခဲ့ပါတယ်သူမကအစောပိုင်းကအဆောက်အဦအနီးမှာမျက်နှာဖုံးစုပ်အုပ်ထုတ်ဆောင်ထားတဲ့လူစမ်းတယောက်ကိုလည်းမြင်တွေ့ခဲ့ရတယ်လို့ထွက်ဆိုခဲ့ပါတယ်ဒီအမှုကိုစုံစမ်းဖို့အတွက်စုံထောက်ချက် detective Jack ကိုတာဝန်ပေးအပ်ခဲ့ပါတယ်စုံစမ်းစစ်ဆေးနေစဉ်မှာအထောက်ထားရှိနိုင်တဲ့နေရာတိုင်းကိုအစစ်နဲ့ဖျက်ဆီးထားတာကိုတွေ့ရှိခဲ့ရပါတယ်လူတက်လက်နက်ပေါ်မှာသားကောင်ရဲ့သွေးရတွေပါရှိပေမဲ့လီဆာရဲ့လက်ပွေရလုံးဝမပါရှိတာကိုစုံထောက်ချက်ကသတိထားမိခဲ့ပါတယ်စုံထောက်ချက်ရဲ့အာယုံခံစားချက်အရလီဆာဟာလူတက်သမားဖြစ်ကြောင်းယုံကြည်နေခဲ့ပေမဲ့ဓာတ်ရိုက်အထောက်ထားမရှိသေးတာကြောင့်ရဲတွေကသူမကိုခိတ္တပြန်လွတ်ပေးပြီးစောင့်ကြည့်ဖို့ထားရှိခဲ့ပါတယ်တရက်မှာတော့လီဆာကအမိုက်ပုံးနာမှာတခုခုကိုတန်ရှင်းရေးလုပ်နေတာကိုချက်ကလမ်းတွေ့လိုက်ပါတယ်ပြီးနောက်သူမဟာအနံ့သက်တွေကိုဖုံးကွယ်ခြင်းတွေလိုမျိုးရေးမွေးကိုအကြိမ်ကြိမ်ဖြန်းခဲ့ပါတယ်အိမ်ပြန်ရောက်တဲ့အခါလီဆာဟာခင်မုန်းဖြစ်သူရဲ့ပစ္စည်းတွေကိုဖုံးနဲ့တပ်ပုံရယူနေခဲ့ပါတယ်ချက်ကဒုတိယလက်သုံးပစ္စည်းရောင်းတဲ့ website တစ်ခုကိုရှာဖွေကြည့်လိုက်တဲ့အခါအဲ့ဒီပစ္စည်းတွေကိုလီဆာကဈေးကွက်တင်ရောင်းချဖို့ကြော်ညာထားတာကိုတေချာပေါက်တွေ့ရှိခဲ့ရပါတယ်ခင်မုန်းဖြစ်သူကိုမေ့ပြောင်းနိုင်ဖို့အတွက်သူ့ရဲ့အရေးပါဆုံးပစ္စည်းတွေကိုလီဆာကရောင်းထုတ်ချင်နေတာဖြစ်မယ်လို့စုံထောက်ချက်ကတန်တရားဝင်ခဲ့ပါတယ်မကြသေးခင်မှာပဲလီဆာမရှိတုန်းချက်ကသူမရဲ့လုပ်ငန်းခွင်ရုံးခန်းထဲကိုခိုးဝင်သွားခဲ့ပြီးစပွဲပေါ်မှာအစစ်ဝယ်ယူထားတဲ့ပြေစာ receipt တစ်စောင်ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်သူအလွန်မင်းထွက်ခွာတော့မဲ့ဆဲမှာပဲလီဆာကဖုံးပြောရင်းမထင်မှတ်ပဲပြန်ရောက်လာခဲ့ပါတယ်ကံကောင်းထောက်မစွာနဲ့ချက်ကအမြန်တုံ့ပြန်ပြီးသူ့ကိုယ်သူအကြောင်းပြချက်ပေးကရှောင်ထွက်လာနိုင်ခဲ့ပါတယ်ရဲတွေကလီဆာဖော်ပြခဲ့တဲ့ဂျူနီယာလုပ်ဖော်ကိုင်ဖက်အမျိုးသမီးကိုခေါ်ယူစစ်ဆေးခဲ့ပါတယ်အဲ့ဒီကောင်မလေးကလီဆာရဲ့ခင်မုန်းအပေါ်တန်ရောစင်ရှိကြောင်းဝန်ခံခဲ့ပေမဲ့ရာဇဝတ်မှုဖြစ်ပွားတဲ့ညကသူမမှာခိုင်မာနေထားအော်လာကညနေ9:00 နာရီမှာစတူဒီယိုကနေထွက်သွားခဲ့တယ်ဆိုတာရှိနေခဲ့ပါတယ်အဲ့ဒီကားမောင်းသူကိုအတီးပြုနိုင်ဖို့ရဲတွေကရှာဖွေဖို့လိုအပ်နေခဲ့ပါတယ်လီဆာကလည်းပစ္စည်းတွေတွားယူဖို့ခင်မုန်းဖြစ်သူရဲ့စတူဒီယိုကိုပြန်သွားဖို့တောင်းဆိုခဲ့ပေမဲ့ညှင်းပယ်ခံခဲ့ရပါတယ်အဲ့ဒါကြောင့်စတူဒီယိုထဲမှာတခုခုဖုံးကွယ်ထားတယ်ဆိုတာကိုစုံထောက်ချက်ပို့လို့တောင်ယုံကြည်လာခဲ့ပါတယ်သူတယောက်တည်းအဲ့ဒီနေရာကိုသွားပြီးအချက်လက်တွေကိုစူးစီးကြည့်ခဲ့ပါတယ်အကယ်၍လီဆာသာအစအနဖြောက်ဖို့အစစ်ကိုအမှန်တကယ်သုံးခဲ့မယ်ဆိုရင်အစစ်အမှန်လူတက်လက်နဲ့လည်းပျက်စီးသွားလောက်ရမှာဖြစ်ပါတယ်ဆိုလိုတာကတော့အခင်းဖြစ်နေရမှာကြံခဲ့တဲ့သွေးစွန်းနေတဲ့အသားလီဒါဟာနောက်မှတမင်လာရောက်စိုက်ထူထားခဲ့တာဖြစ်ရပါမယ်ဒါကြောင့်သူဟာစတူဒီယိုထဲကအသားလီဒါတွေအားလုံးကိုစုဆောင်းပြီးစစ်ဆေးဖို့အတွက်ရဲစခန်းကိုယူဆောင်လာခဲ့ပါတယ်ရလက်တွေထွက်လာတဲ့အခါမှာတော့ရဲတွေကလီဆာကိုဖမ်းဆီးလိုက်ပါတယ်လီဆာရဲ့ပစ္စည်းတွေထဲမှာသူမနဲ့ခင်မုန်းဖြစ်သူတို့ရဲ့ဘဝအကြောင်းအရာဗီဒီယိုများစွာပါရှိတဲ့ hard drive တစ်ခုကိုတွေ့ရှိခဲ့ကြပါတယ်ဗီဒီယိုတစ်ခုမှာဆိုရင်ခင်မုန်းဖြစ်သူကဒုတိယမြောက်ကလေးမလိုချင်ဘူးလို့ပြောဆိုပြီးတောင်းပန်နေတာကိုပြသထားပါတယ်ဒေါသထွက်နေတဲ့လီဆာကအသားလီဒါကိုဆွဲကင်ပြီးဝေးဝေးမှနေဖို့ချင်းချောက်နေခဲ့ပါတယ်စုံထောက်ချက်ကသူ့ရဲ့ကောက်ချက်တွေကိုတင်ပြခဲ့ပါတယ်လီဆာဟာအိမ်ကိုပြန်ရောက်လာပြီးခင်မုန်းဖြစ်သူဖောက်ပြန်နေတာကိုတွေ့ရှိခဲ့ရတဲ့အခါအသားလီဒါနဲ့ထိုးတက်ခဲ့တာဖြစ်ပြီးသွေးတွေကိုတန့်စင်ဖို့အက်ဆစ်သုံးခဲ့ကဇလန်းစင်ဖို့အတွက်လူတက်လက်နက်ကိုပါလဲလှယ်ခဲ့တာဖြစ်ပါတယ်လီဆာကကျဲရဲ့ယူဆချက်ကိုလက်မခံဘဲညှင်းဆန်ခဲ့ပါတယ်ဒါကြောင့်ချက်ကလီဆာဟာသူမပြတ်တဲ့လောက်တိမ်မွေ့ပြီးအန်ရကင်းတဲ့အမျိုးသမီးတူမဟုတ်ကြောင်းတက်တည်ပြဖို့အတွက်အမှန်တကယ်လူတက်ခဲ့တဲ့လက်နက်ကိုထုတ်ပြခဲ့ပါတယ်သူကသူမရဲ့ငယ်ဘဝမိဘမဲ့ကြောင်းစုံစမ်းစစ်ဆေးရေးအစီရင်ခံစာကိုထုတ်ပြခဲ့ပါတယ်အဲ့ဒီထဲမှာသူမဟာအသက်10နှစ်အရွယ်တန်းတုန်းကအတန်းဖို့ကိုလေအားပေါ်ကနေတိုးချခဲ့ပြီးခြေထောက်ကျိုးတီဖြစ်စေခဲ့မှုကြောင်းဖော်ပြထားပါတယ်ဒီလိုထောက်ထားခိုင်လုံမှုတွေနဲ့ရင်ဆိုင်ရတဲ့အခါလီဆာကဘာရှင်းလုပ်ချက်မှမပေးတော့ဘဲအခြေတင်ရင်းဆိုခြင်းမရှိတော့ပါဘူးနောက်ဆုံးမှာတော့သူမဟာဆွဲချက်တွေကိုလက်ခံရန်တွန်းအားပေးခံရပြီးထောင်ထဲမှာအကျဉ်းချခံလိုက်ရပါတယ်